ရဆက်ဆက်ဘဝနာပြီးမဲ့အောင်ရင်လာခဲ့တဲ့အချိန်ဘဝမိသွားခဲ့တဲ့ UFC ရဲ့ထာဝရအကောင်းဆုံးနေတွေကဒုလိုတင်စားခံရတဲ့ fighter အောင်ရင်လိုက်ဘဝမိတာတဘာဝပါတာမန်စီးပွားရေးလုံးလုံးအောင်မြင်ချမ်းသာသွားရင်တောင်မှအောက်ခြေလွတ်သွားတဲ့လူသားတွေကကဘာကျော်တဲ့အနေထားအထိရအောင်မြင်သွားကြရင်တော့ပိုလို့တောင်မှအောက်ခြေလွတ်တတ်ပါတယ်ဒါပေမဲ့အောင်မြင်မှုတည်မဲခြင်းတဲ့ကဘဝမမိအောင်ကိုပဲထိန်းကြရတာဖြစ်ပါတယ်ဒါပေမဲ့ဒီကဘာကျော် fighter ကတော့သူ့ကိုယ်သူမထိန်းနိုင်ခဲ့ပါဘူးအောင်မြင်တဲ့လောက်အနေထားအထိကိုလိုက်ဖက်ချမ်းပြနေခဲ့တာပါမျက်နှာချင်းဆိုင်တွေ့တဲ့အချိန် fighter တွေကိုပြဿနာရှာသတင်းစာရှင်းလင်းပွဲတွေမှာဆိုရင်လည်းအားလုံးတွေသုံးပြီးပြဿနာရှာလို့ရှာဒါပြီးတော့ဆဲလာရန်လာဆဲလာဆိုလားစီကာမထားဘဲနဲ့ဘာသာတရားကိုပါလိုက်စော်ကကိုမန်တက်တတူ MMA ပဲဒါပေမဲ့လောက်ဝီကကဘာနံပါတ်1 fighter ကိုပါစိန်ခေါ်ပြီးမနိုင်ဘဲနဲ့ပေါ်လာကြီးအနီးစားလာကွေတွေရှုံးဘာသာရေးစော်ကားလို့ fighter ဒူတဲ့ရန်သူတွေဖြစ်ပြီးတော့ရပ်ပြမဘောမှာလည်းသစ္စာရှိလို့နဲ့မိမဘောဖောက်ပြန်ဒီလိုဒီပြဿနာပေါင်း16000နဲ့ဆိုပေမဲ့သူ့ကိုယ်တိုင်ကပွဲချမ်းလာဆိုတော့လည်းမဟုတ်ပါဘူးသူကိုယ်တိုင်က UFC မှာ weight 10ခုရဲ့ champion ဖြစ်နေရောရပ်ပြပလောကမှာရောတကတော်ကိုအောင်မြင်တာပါလက်ရှိလည်းအောင်မြင်နေသေးပါပဲဒီတော့သူ့ရဲ့ behavior ကအမြဲလိုမြောက်ကြွနဲ့ attention ရှားဒီပွဲရှာတတ်တာပါဒီ fighter ကဘယ်သူဖြစ်မလဲလို့ထင်ပါလဲပရိသတ်တို့ပြောသားပေးခဲ့ပါ